ဟုတ်ကဲ့လာပါနာမည်ကတော့နေအင်ဒရာခိုင်ပါအသက်ကတော့16နှစ်ပါဒီမှာလာတက်ဖြစ်တာကတော့အဓိကတော့ကိုပိုင်စီပွားရေးတစ်ခုလည်းလုပ်ချင်တယ်ပေါ့နော်ကိုရိုင်းလည်းပြင်မှာတော့ကျောင်းသူတယောက်အနေနဲ့လုပ်နေပေမဲ့လည်းဒီဘက်တစ်ဖက်ကလည်းပတ်စံလေးရှာကြည့်ချင်လို့လာတက်တာပါရှင်လာတက်တာတော့လမ်းမတော်လာတာပါစိတ်ဝင်စားလို့ပေါ့နော်အဓိကလက်မှုပညာရေးစိတ်ဝင်စားရလဲပါတယ်ပြီးတော့ဒီဒါရပါလို့ရှင်လည်းဝင်ငွေတစ်ခုရအောင်ဆိုပြီးတော့စိတ်နဲ့လာတက်တာရှင်ပြီးရင်တော့ဒီညီမပေါ့နော်ညီမကိုတော့ညဝေပြီးတော့တူတူသူတို့နဲ့စီးပွားရေးလုပ်လို့ရတယ်လဲသူနဲ့တူတူချိတ်ပြီးတော့လုပ်ကြည့်ချင်တယ်ရှင်တင်တဲ့တက်ကတော့အရင်အဆင်ပြေပါတယ်ဒီလိုမျိုးတွေလုပ်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်